မော်ဆာလာနဲ့နေတိုင်းစာပိုးပြတဲ့ဆိုတဲ့ဆိုပိုစတိုင်းဘရက်မြန်လောပဲမိပါဗျာ Red Team ရဲ့တိုင်းကနေပြန်နေကြိုလိုက်ပါတယ်စာပိုးဆရာလူမရှိလို့စိတ်ထဲကြနေတဲ့ brother တွေအတွက်ချင်းလေးဆိုပိုစတိုင်းကအားတက်ဆရာဇလန်တစ်ခုကိုပြောပြလာခဲ့ပါတယ်ဆိုပိုစတိုင်းနဲ့စာပိုးဆရာမရှိလို့နေတိုင်းအသင်းပေါ်မော်ဆာလာနဲ့စာပိုးနေရတာပါမော်ဆာလာရဲ့အနာဂတ်နဲ့ပတ်သက်ပြီးကောလာဟာလာသတင်းတွေအများကြီးထွက်ပေါ်နေစေအချိန်မှာဆိုပိုစတိုင်းကပရိသတ်တွေစိတ်မပူစေကြဖို့နဲ့မိုဟာမက်ဆာလာဟာအာဖရိကဖလားပွဲအတွက်အေဂျစ်ကိုပြန်နေတော့နေတိုင်းစာပိုးဆက်သွယ်ဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်ဒါပေမဲ့ဆိုပိုစတိုင်းကသူနဲ့ဆာလာရဲ့ဆက်ဆံရေးအကြောင်းကိုပဲဖြေပေးခဲ့ပြီးအများသိချင်နေကြတဲ့ဆာလာနဲ့နီးပြအာနီစလော့ရဲ့ဆက်ဆံရေးကိုတော့ပြောမသွားပါဘူးအသက်33နှစ်ပဲကစားမဆာလာဟာအီဂျစ်ကိုမပြန်ခင်တုန်းကအရန်ခုန်ထိုင်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးဆလော့ကသူ့အပေါ်အပြစ်ပုံချနေကြောင်းအင်တာဗျူးမှာဖြေခဲ့တဲ့အတွက်နီးပြနဲ့ဆက်ဆံရေးပြန်စည်းခဲ့ပြီးဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်ဒီလိုအခြေအနေကြားထဲမှာစပိုစတိုင်းကသူနဲ့မိုဆာလာရဲ့ခင်မင်မှုဟာအရင်အတိုင်းပဲခိုင်မြဲနေစေပဲဆိုတာပြောပြလာခဲ့ပါတယ်ဟုတ်ပါတယ်အမှန်တိုင်းပြောရရင်မိုဆာလာနဲ့ကနေတိုင်းဒီပါပြောပြကြတာကျွန်တော်တို့ကြုံရသမျှအားလုံးကိုပြောပြကြတယ်ကျွန်တော်ကသူ့ကို follow ထားတာလေသူလည်းကျွန်တော်ကို follow ထားမယ်ထင်ပါတယ်ကျွန်တော်တို့စကားတွေအများကြီးပြောပြကြတယ်လို့ဆိုပိုစတိုင်းကပြောလာခဲ့ပါတယ်ဆိုပိုစတိုင်းဟာဒါဟာသူနဲ့ဆာလာရဲ့ကိစ္စပဲဖြစ်ကြောင်းလည်းပြောခဲ့ပြီးဆာလာနေနဲ့မကြခင်အသင်းကိုပြန်လာတော့မှဖြစ်ကြောင်းလည်းပြောသွားခဲ့ပါသေးတယ်မန်နေဂျာနဲ့အသင်းဘက်ကတော့ဒီတိုင်းဆုံးဖြတ်ထားကြောင်းဆိုပိုစတိုင်းကပြောခဲ့ပါသေးတယ်မိုဆာလာကအီဂျစ်အသင်းနဲ့တတိယလူပွဲဒီကစားလာရတဲ့အတွက်ဒီတစ်ပတ်ကြားထဲမှာကစားမဲ့မာဆေးနဲ့ချန်ပီယံလိပွဲစဉ်မှာတော့အရင်အနားယူနေရတော့ပါသေးတယ်ពេលရမှာကစားရမယ့်ဘောဘောနဲ့ပွဲကြမှာဆာလာပွဲထွက်ခွင့်ရမလားရန်ကုန်ကနေဖြတ်တန်းရမလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်ကြည့်ရှုပေးကြတော့ကျေးဇူးတင်ပါတယ်